မင်္ဂလာပါ 92.0 mama ရဲ့ Fox Go but not my friends episode အသစ်ကနေအားလုံးပြန်လဲကြိုဆိုပါရစေအခုရပိုင်းပြင်သစ်ရာသီဥတုက podcast တွင်ဖို့ကျွန်တော်မနေအားသွင်းရတယ်လားကျွန်တော်ကလေအေးတဲ့တန်ကိုလည်းခံနိုင်တယ်တော်တော်အေးတဲ့အထိရတယ်ကျွန်တော်ပြဿနာမရှိဘူးနောက်မိုးရွာတာလည်းကျွန်တော်ပြဿနာမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်ကတစ်နှစ်မှာ9လ10လလောက်မိုးရွာတဲ့နိုင်ငံကလာတဲ့ကောင်ဆိုတော့အဲ့ဒါကျွန်တော်တို့ပြဿနာမရှိဘူးဒါပေမဲ့ဘာပြဿနာရှိလဲဆိုတော့အဲ့လိုစောင်းအေးပြီးတော့မိုးပါရွာတဲ့အဲ့နှစ်ခုလုံးပြိုင်တူဖြစ်တဲ့အခါကျရင်ကျွန်တော်ကြွတ်သွားတယ်လားအဲ့ဒါနေလည်းမမြင်ရဘူးအဲ့ကျွန်တော်ပြင်သစ်စားရောက်တော့ပြင်သစ်တငယ်ချင်းတွေရောဗမာတငယ်ချင်းတွေရောပေါ့ကျွန်တော်ခင်ဗျာဗိုက်တာမင် D ဆောင်းတာဗိုက်တာမင် D ဆောင်းတာတစ်ချိန်လုံးပြောကျွန်တော်အဖြစ်သေးလာတော့ဘာဖြစ်နေဗိုက်တာမင် D များတင်မှာအထူးဆန်းလို့အဲ့တော့ဘန်ကောက်မှာအဲ့လိုနေရ24နာရီပူနေချိန်ဆိုဒီရောက်တော့လေအဲ့လိုနေအောင်ကြီးကိုကျွန်တော်က I took it for granted ဒီမှာအများတန်းရှိမှထင်တာရှိဘူးပြတလားအခုကျွန်တော်နေမမြင်ရတာ3-4ရက်မကတော့နဲ့တူတယ်တပတ်လောက်တောင်ရှိပြီလားမသိဘူးလူလည်းအဲ့လိုဂါတာပေါ့ဗျာသိလားအဲ့လိုအိမ်ထဲကြီးမှာနေပြီးတော့ဘာလို့မှမသိဘူးလို့ဖြစ်တာကျွန်တော်ထင်တယ်အဲ့ဒါကြောင့်ဒီရာသီဥတုကျန်းတဲ့ဒီနိုင်ငံကလူတွေက colonize လုပ်ကြလားမသိဘူးသိလားအေးတော့လေသူတို့နေရာမှာမနေချင်ဘူးမနေချင်တော့ကျွန်တော်ကြည့်တယ်ရာသီဥတုတတရာအဲ့လိုနိုင်ငံနေရာနေစပြီးတော့အဲ့လိုနေချက်တယ်ဆိုတော့ကျွန်တော်သိမကြဘူးအဲ့လိုအင်္ဂလန်တို့ဒီမှာအခုပြင်သစ်now Vikings တွေလုံးဝနေစရာဘာမရှိတဲ့ကောင်တွေအဲ့လိုမျိုးလူတွေကနေချက်တယ်တော့တက်ထားပါတော့ကျွန်တော်လေးရှိတာနည်းနည်းများပါပြီ so ကျွန်တော်ကျောင်းကကျွန်တော်အဲ့လိုနဲ့ first year ကို supply ကိုအဲ့လိုလိမ့်ဖယ်နဲ့ဖြည့်ပြီးတော့အောင်တော့ထားပါတော့နော်အောင်တော့ဆိုပါတော့အောင်တော့ကျွန်တော်second year ရောက်တော့မှကျွန်တော်တို့ကတကယ်ဒီစေးပညာရက်ခေါ်လာအဲ့လိုမျိုးဟာနဲ့နဖူးတွေ့ဒူးတွေ့တာဗျာသိလားအဲ့ second year ကနေစပြီးတော့ကျွန်တော်တို့က anatomy သင်ရတယ်နောက် physiology သင်ရတယ်နောက် biochemistry ဆိုတာဘာသာရှိတယ်နောက်ပြီးခုန anatomy နဲ့ physiology ကိုပေါင်းပြီးတော့ dental anatomy and physiology ဆိုတာကျွန်တော်တို့တော့ DAP လို့ခေါ်တယ်ခုနပိုင်းတော့ဘယ်လိုခေါ်လဲမသိဘူးနော်အဲ့ဒါဒီဘာသာတရားစုစုပေါင်း၄ဘာသာပေါ့အဲ့တော့ကျွန်တော် anatomy ကိုအရန်ကြိုက်တယ်ကျွန်တော်အခုပကြီးတွေပါဆွဲရင်လည်းအဲ့ anatomy တုန်းကကျွန်တော်အဲ့အယိုးတို့ဒီ muscle ဒီအယိုးနဲ့ချိတ်ထားတာဒီတွဲထားတာတွေအဲ့ဒါမျိုးကြီးကျွန်တော်ဆွဲခဲ့ရတော့တော်တော်အသုံးဝင်နေထားပါတော့နော်အဲ့တော့ဒါပေမဲ့အဲ့ second year ရောက်တဲ့အချိန်မှာကျွန်တော်တို့ကအဓိကစပြီးတော့နဖူးတွေ့ဒူးတွေ့ရတဲ့အဲ့အခြေအနေအသစ်တွေရှိတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1အချက်စာတွေစောက်ရများလာတယ်စာမေးပွဲကတောက်လျှောက်တကယ်အဲ့ဒါနောက်တာမဟုတ်စာမေးပွဲကဒီတစ်ပတ်မှာတစ်ခုရှိတယ်ဆိုဖြေနေနဲ့ဒီရာပြီးရနဲ့နောက်တစ်ခုပြီးနောက်တစ်ခုအဲ့ဒါဖြေနေတော့မှလည်းအဲ့ဒါအဲ့3ခုပြီးရင်လာမဲ့စာမေးပွဲအတွက်အချိန်စရင်းကကြိုထွက်နေအဲ့လိုမျိုးကျွန်တော်တို့ကလုံးဝအပတ်မလဲဘူးတလားစာကိုကြက်ရတာလေအဲ့မှာကျွန်တော်တို့ကနည်းနည်းသဘောပေါက်လာငါတို့ first year လောက်တော့စောက်ကမင်းညောထားလို့မရတော့ဘူးအကုန်လုံးကနည်းနည်းအတိလေးတွေဝင်လာကြပြီတလားတစ်နှစ်လည်းတက်ပြီးသွားပြီဆိုတော့ဗျာနောက်တစ်နှစ်ကိုလည်းအဲ့လိုခွေးလို့တော့အဲ့လိုအသေးကျုံယုံပြီးအောင်လှုပ်ထားရတာဆိုအကုန်လုံးကနည်းနည်းတခါတည်ဘူးတော့ပြင်ပိုးလေးတွေနည်းပါတက်သွားပြီပေါ့အဲ့တော့ဒီ second year ရောက်တဲ့အခါမှာကျွန်တော်က okay ငါတို့စာတော့နည်းနည်းလုပ်မယ်ပေါ့နော်စာလုပ်မယ်ဆိုတဲ့အချိန်မှာခုန anatomy ကိုလည်းကျွန်တော်ကတော်တော်သဘောကျတယ်နော်အဲ့တော့နည်းနည်းပျော်စာထဲမှာနည်းနည်းလေးပေါ့နည်းနည်းအများကြီးတော့မဟုတ်ပျော်လာတယ်ပဲထားပါတော့physiology တော့ကျွန်တော်သိမရဘူးနောက် biochemistry ကကျွန်တော်သဘောတော့ကြားတယ်ဒါပေမဲ့ဆရာအရန် strict ဖြစ်တော့ဆရာကိုကြောက်ရတယ်ကြောက်ရတော့အဲ့လိုတခုခုဆိုအတန်းထဲမှာလည်းတိတ်မဆွေးနွေးရဲဘူးပေါ့နော်အဲ့တော့နောက်ကြတော့အဲ့ဘာသာရဲ့လည်းပြင်းလာပြီးတော့ကျွန်တော်ညံ့သွားတယ်ပဲထားပါတော့ anatomy ကတော့ကျွန်တော်ရတယ် DAP ကတော့ပြောမနေနဲ့စာအုပ်ရန်ခတ်တဲ့ဘာသာရဲ့အဲ့ဒါတွေမပြောခင်မှာခုနကကျွန်တော်တွေ့ရတဲ့အထူးအစမ်းတွေထဲမှာပေါ့နော်အထူးအစမ်းဆုံးပထမဆုံးစကြုံရတဲ့အထူးအစမ်းအဲ့ anatomy practical သင်တဲ့ဆရာအဲ့ဆရာကတော့ကျွန်တော်ဘယ်တုန်းကကြည့်မရလဲမသိဘူးတလားကျွန်တော်ရဲ့အကြောင်းမှာဆရာအကုန်လုံးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တချို့ဆရာတွေပေါ့သူတို့ရဲ့အမြင်ကိုလည်းပြောပြမယ်သူတို့ကကျွန်တော်ကိုလမ်းရဲပေါ့နော်အဲ့လိုမျိုးမြင်နေတဲ့တွေ့နောက်ပြော dental ကအဲ့လိုအမှတ်မီလို့ပေါ့ဒါမှမဟုတ်အဲ့လိုမျက်စိလည်းလမ်းမာပြီးရောက်လာနောက်လည်းတကောင်လုံးမဲ့ကောင်မဟုတ်ပါဘူးပေါ့နော်အဲ့လိုမြင်ပုံရတယ်နောက်ကျွန်တော်ကလည်းအဲ့ပြိုင်ကားဆိုမဲ့ဗျာဟို model အနှိမ့်ပြိုင်ကားလေးအဲ့ပြိုင်ကားလေးနဲ့အเจ้าမှာ view ပြဲနေတယ်မှာအဲ့လိုမောင်းနေတော့နောက်စပင်းကလည်းအရှည်ကျွန်တော်ဒုတိယအခွေalbum cover မှာလားမသိအဲ့ပုံပါကျွန်တော်စပင်းကလည်းအရှည်နဲ့ဆိုတော့
စောင့်မြင်ကတ်တဲ့ဆရာတော်တော်စောင့်မြင်ကတ်နေလိမ့်မယ်အဲ့ထဲမှာဒီ anatomy ဒီ practical တင်တဲ့ဆရာလည်းပါ तू ကကတိကမဟုတ်ဘူးဌာနမူလည်းမဟုတ်ဘူးကျွန်တော်ထင်တယ်အဲ့လို demonstrator လောက်ပဲဖြစ်မှန်းတယ်တွေ့နော်အဲ့ဒါကျွန်တော်တို့အလောင်းစခွဲရတဲ့နေ့ကျွန်တော်က anatomy မှာအဲ့လိုလူနာမဟုတ်ဘူးပေါ့နော်အလောင်းပေါ့အလောင်းကြီးကိုကျွန်တော်ကခွဲရတယ်ရင်ဘတ်ကိုခွဲပြီးတော့အထက်ကအဲ့ဒီ milk ဒီ no glands တွေပေါ့နော်အဲ့ဒါတွေနောက်ဒီအစာအိမ်တွေးကြောပါညာအကုန်လုံးကိုကျွန်တော်တို့ပြရတယ်ဗျနောက်ဒီ level ကနေစပြီးတော့ခေါင်းတွေပါအကုန်လုံးဒီအပေါ်ပိုင်းအကုန်လုံးကိုကျွန်တော်တို့ကခွဲရအလောင်းခွဲရတယ်အဲ့တော့အလောင်းစခွဲရတဲ့နေ့မှာကျွန်တော်တို့အဲ့ vertical gun ကိုဘာမှမသိဘူးပေါ့နော်ဘာလို့မှမသိဘူးဝင်သွားတယ်ကျွန်တော်တို့ဝင်သွားတဲ့အချိန်မှာအဲ့လိုကြောက်ကတင်ရှိတယ်ခန်းထဲမှာ formalin နဲ့နေဆိုတာလေမွန်တူနာပဲတလားအလောင်းက formalin စိန်နာရတာဟုတ်အဲ့တော့မှမပုတ်မှာဆိုအဲ့လူတွေလည်းမျက်စိမျက်နှာတွေပြတ်ပေါ့နော်ကျွန်တော်ကအခုမှစပြီးနပူးတွေ့ဘူးတာဟုတ်အလောင်းကြီးနဲ့နောက်အဲ့အနံ့ပေါ့ formalin အနံ့ပေါ့အရန်စုတယ်အဲ့မှာအဲ့ဆရာဝင်လာပြီးတော့လောင်းခွဲရမယ်ပေါ့နော်ဘယ်သူစခွဲမလဲပါညာအဲ့လိုမျိုးမေးတဲ့အချိန်မှာကျွန်တော်သူမရောက်ခင်တည်းကအတန်းထဲမှာဗျအလောင်းသားတော့မကတ်ရတော့တချို့ကောင်မလေးဆိုတော့တင်မှာဟိုအခန်းထဲကထွက်ပြေးတာတော့ဖြစ်နေတော့ဆရာလို့ခွဲမဲ့လူမရှိဘူးလို့ဆရာပဲအရင်စခွဲရမယ်နဲ့တူတယ်လို့ကျွန်တော်ကတကယ် honestly ရိုးသားပြောတာဘာမှသူ့ကို dis လုပ်ချင်တယ်သူနဲ့ကျွန်တော်တိတာမသိဘူးဗျာဒီလားအခုမှတွေ့ဘူးလား dis လုပ်ချင်တဲ့စိတ်လည်းမရှိဘူး disrespect လည်းမဟုတ်ဒီလိုပဲအတန်းထဲမှာဘယ်သူမှခွဲမဲ့လူမရှိဘူးအဲ့မှာအဲ့ဆရာရုပ်တရက်လို့ကျွန်တော်ဘက်ကိုလှည့်လာပြီးတော့အဲ့အလောင်းခွဲတဲ့ဓာတ်သေးလေးရှိအဲ့ဓာတ်သေးလေးနဲ့ကျွန်တော်မျက်နှာကိုလို့တက်လက်ညှိုးထိုးသလိုမျိုးအဲ့ဓာတ်နဲ့ကျွန်တော်မျက်နှာကိုအဲ့နှာခေါင်းကျွန်တော်နှာခေါင်းထိတော့အဲ့ဓာတ်ဟဲ့အောင်နဲ့မင်းကဆရာလားငါဆရာလားတဲ့ဒီလားအဲ့ဘဲရုပ်ကကျွန်တော်ပြောရဘယ်သူမွေနဲ့ယုံနဲ့အဲ့လိုစက်ကြတဲ့ယုံပဲတလားမျက်လုံးကအဲ့လိုမွေပွေးလိုပဲဟိုကျင်းလေးနောက်တော့နှစ်ချောင်းရှေ့မှာအကြီးထွက်နေတယ်အဲ့မျက်နှာကြီးနဲ့ကျွန်တော်အဲ့လိုရုပ်တည်နဲ့ကြည့်ပြီးမင်းဆရာလားငါဆရာလားဆိုကျွန်တော်စိတ်ထဲမှာလေဟိုမင်းသိင်္ခဝိတုတွေမှာလေဟိုမင်းသိင်္ခကိုဆရာရွှေဥတောင်ရေးတဲ့ဟိုအချိုးမျိုးလေအော်ကျွန်တော်ဤဘွားရယ်သိဟုတ်လားတခါမှမကြုံဘူးတော့အဲ့လိုစောက်ပေါ်နဲ့လာတွေ့နေတယ်အဲ့လိုမျိုးဖြစ်နေတယ်လားဘယ်လိုဘာစကားကြီးလဲမင်းဆရာလားငါဆရာလားဆိုတော့ everyone knows တိလားသူတို့ကဘယ်လိုလဲဆိုခုနပြောဆိုကျွန်တော်ဘယ်လုံးနဲ့စောင့်မြင်ကတ်တယ်မှမသိတော့အဲ့လိုခွင်းထဲဝင်လာပြီဆိုတာနဲ့တိလားခွင်းထဲဆိုတာလဲဗျာဟို तू အတင်းကြီးဆွဲသွင်းတာပေါ့ဒီမှာဝင်လာပြီဆိုတာနဲ့ကျွန်တော်ကြိတ်မယ်ဆိုတာမျိုးက तू ဘယ်လုံးနဲ့တွေ့တာလဲမသိဘူးတိလားကျွန်တော်ပထမဒီပဲ serious မေးနေတာလားဗောနော်မင်းဆရာလားငါဆရာလားကျွန်တော်နောက်ပြီးတကယ် serious မေးနေတာတိလား तू ကမဖဲ့ဘူး तू လက်ကိုကျွန်တော်လက်ညှိုးထိုးတာအဲ့နောက်ဆုံး तू ကျင်းအောင်ဖြေပေးလိုက်တော့ဆရာပါဗောနော်အေးပြီးတော့အဲ့ဆိုငါလောက်ခိုင်းတာလောက်ဆိုပြီးတော့तू ကအဲ့တောက်လျှောက်လဲကျွန်တော်အဲ့လို practical တိုင်းမှာဗျအဲ့လိုနှိပ်ကွက်တယ်လားဟိုအတန်းထဲမှာတွေ့ရင်လည်းအဲ့လိုကျွန်တော်စူရမယ်ဆိုရင် तू နှစ်ယောက်မရှိဘူးအဲ့လိုရှေ့စောကနေ तू ဆဲပြီးအခန်းထဲကဆွဲထုတ်တာတော့ပါလေလှုပ်အခန်းထဲကလူထွက်သွားခိုင်းတာတော့ပါလေလှုပ်တယ်နဲ့တူတယ်လားဘာရေးဆက်လဲမသိဘူးကျွန်တော်သူ့ကိုမသိဘူးတော့ဒီလားနာမည်တောင်ဒီနေ့ဒီမှာမင်းအဲ့မဲ့ तू ကကျွန်တော်တွေ့တိုင်းအဲ့လိုဖုနေဒါတော့အဲ့အလောင်းကိစ္စကအဲ့အလောင်းကျွန်တော်ခွဲလိုက်ရဘူးလေဒီလားအဲ့လိုခွဲပြီးတော့တော်တော်လေးအော်ဂလီဆန်သွားဘူးလေအဲ့လိုစိတ်ထဲမှာလေလူတယောက်ကိုဗျာအဲ့လိုဖွင့်ပြီးတော့အထက်က organ တွေတွေ့လိုက်ရတဲ့အချိန်မှာ it doesn't feel good ဟိုတလောက work ခွဲတယ်ဆိုတော့အဲ့လိုတချို့တမင်စားရင်နားထောင်မိလူစိတ်အနှောက်အယှက်ဖြစ်တယ်ပြောတယ်အဲ့ပြီးခဲ့တဲ့ episode တော့အခုတစ်ခေါက်စိတ်အနှောက်အယှက်ဖြစ်အောင်ပြောလာအောင်တခုစားနေတယ်ဆိုရင်နားမထောင်နဲ့အဲ့ဒီမှာရင်ဘတ်ကိုခွဲလိုက်ရင်လေဒီအဆုပ်ရဲ့အပေါ်ဘက်မှာလူပါဒီ memory glands တွေရှိတယ်အဲ့ဟိုဒီနှုတ်ရည်ထွက်တဲ့ glands လိုမျိုးပေါ့နော်အဲ့အစီပြင်ကြီးလည်းရှိရတယ်တူတယ်ဘယ်ကဘာတွေတော့ကျွန်တော်လည်းမမှတ်မိတော့ကျွန်တော်ခွဲတော့ကကျွန်တော်လည်းအဲ့လိုခြေတုံလက်တုံနဲ့ခွဲရဆို and then အဲ့ဒါမှအဲ့လိုအထဲမှာအစီကြိတ်တွေကဘာနဲ့တူလဲဆိုတော့လေဟိုလိုပြောင်းဘူးစီလေးလိုမျိုးနဲ့တူကျွန်တော်ဘယ်လောက်တိုက်ဆိုင်လဲဆိုအဲ့နေ့အဲ့အလောင်းခွဲပြီးတော့လူကလို့ပူထူပြီးတော့ကန်တင်းကိုသွားထိုင်နေတဲ့အချိန်မှာအမေကအဲ့တော့ထမင်းကြိုင်ထည့်ပေးတာဟိုနေ့လဲစားဘူးဆိုထမင်းကြိုင်ထည့်ပေးအမေကပြောင်းဘူးကြော်ထည့်ပေးကျွန်တော်စောင်းစိတ်နာအဲ့တော့ခုနပြောတဲ့စာမေးပွဲအများကြီးထဲမှာအဲ့ anatomy စာမေးပွဲကလည်းခဏပါတာပေါ့နော်ပါတော့ကျွန်တော်ကစာတွေ့ရပြဿနာမရှိဘူးတလားအဲ့လက်တွေ့ဖြေတဲ့အခါမှာ
ပြဿနာတစ်ခုရှိတယ်လက်တွေ့ရကျွန်တော်မှတ်မိသလောက်ပြောရမယ်နော်အခန်း3ခန်းရှိတယ်ဒီဘက်မှာကအဲ့လိုလက်တွေ့ကိုပဲဒါပေမဲ့စာနဲ့ပဲရေးဖြေရဗျာတိလားဟိုဒီအယိုးကဘယ်ကိုသွားတယ်ဒီအယိုးကအဲ့ဒါကိုစာနဲ့ပြီးရင်အဲ့စာတွေ့ခန်းထဲမှာဖြေပြီးတာနဲ့ကျွန်တော်ကနောက်တစ်ခန်းကိုကူလိုက်အဲ့နောက်တစ်ခန်းကမှောင်မှောင်လေးအဲ့အခန်းထဲမှာအဲ့ခုနကြောက်ဖြာကြီးနဲ့အလောင်းကြီးရရှိတယ်နော်အဲ့အလောင်းအန်တီကြီးရရှိတယ် and then အဲ့အလောင်းကြီးဘေးမှာခုံလေးတစ်ခုံဒီစာပါရေးလို့ရတဲ့ခုံပေါ့နော်အဲ့ခုံရှိရမီးကတကယ်မိတ်လေးတလားတမင်လောက်ထားသလားမှတ်အဲ့မှာအလောင်းကြီးနဲ့အဲ့ចောင်းသားနဲ့2ယောက်တည်းနော်သူကဒီခုနအဲ့ခွဲထားတဲ့အလောင်းကြီးရဲ့ခန္ဓာကိုယ်ထဲကနေသူကကျိုးလေး၄ခုထွက်နေကျိုးစားလေး၄ခုခန္ဓာကိုယ်နေရအနှံ့အပြားနေအဲ့ကျိုးလေးကိုကျွန်တော်ကဆွဲပြီးတော့အဲ့လိုကျိုးကနေစမ်းပြီးအထဲကိုလိုက်သွားအထဲမှာအဲ့ကျိုးကိုခြီထားတဲ့ organ ရှိတယ် organ ဖြစ်အသွေးကြောဖြစ်အယိုးဖြစ်အဲ့လိုမျိုး something တစ်ခုခုကိုသူအထဲမှာခြီထားအဲ့ဒါကိုအဲ့အကျိုးလေးရဲ့ဒီဘက်အဆုံးမှာကြတော့သူကကပ်ပြားလေးရှိတယ်အဲ့ကပ်ပြားလေးမှာကျွန်တော်တို့ကအဲ့ဒါဘာအယိုးပါပေါ့နော်အဲ့လိုမျိုးဘာအကြောပါအဲ့ဘာသွေးကြောပါအဲ့ဒါမျိုးကျွန်တော်ကရေးရတယ်နော်အဲ့၄ခုရှိတယ်အဲ့အချိန်မှာကျွန်တော်ခုနကပြောသလိုပဲဖြေနေတဲ့အချိန်မှာចောင်းသားနဲ့အဲ့အလောင်းကြီးနဲ့2ယောက်တည်းအခန်းထဲမှာအဲ့၄ခုရေးပြီးရင်မပြီးသေးဘူးအဲ့၄ခုတည်းဟာတစ်ခုအကြောင်းကိုအဲ့ဟိုဘက်ကအဲ့အလောင်းပေးမှထားရတဲ့ထိုင်ကုန်မှာထိုင်ပြီးတော့အဲ့လို essay လိုမျိုးလေးလားမသိအတူလေးတစ်ပိုင်းရေးပေးရတယ်အဲ့ဒါပြီးတော့မှအဲ့ရနေထွက်ပြီးဟိုဘက်နောက်ထပ် practical အခန်းနောက်တစ်ခုပေါ့နော်လောက်ရမယ့်အခန်းကိုရောက်တယ်အဲ့တော့အကုန်လုံးကအထူးသဖြင့်ကောင်းမလေးပေါ့နော်သူတို့ကရေးလဲပြင်ဆင်လာတယ်ဘာလို့လဲဆိုအဲ့အခန်းထဲမှာအကြာကြီးမနေချင်လို့အဲ့အခန်းထဲရောက်တာနဲ့အကုန်လုံးကလေ10မိနစ်2မိနစ်မကြာဘူးတဲ့အခန်းထဲမှာ10မိနစ်လား7မိနစ်လားမသိနေရတယ်ကျွန်တော်ကအဲ့လောက်အချိန်ရတယ်မြန်သူတို့ကရေးပြီးတော့လစ်တာပဲနောက်တစ်ခါမြန်ကူးတာပဲနော်ဘာအဲ့အခန်းထဲမှာအဲ့အလောင်းကြီး2ယောက်တည်းကြာကြီးဘယ်သူမှမထင်ချင်ကျွန်တော်တို့ကြာအဲ့လိုစာတိတ်ဟိုအများကြီးအဲ့လိုစာကြိုးမဟုတ်တဲ့ကောင်တွေစာကိုအဲ့လိုဟိုနတ်မှန်ယုံလောက်ပြန်မလားဟိုအောင်ယုံလောက်ကြက်နေရတဲ့ကောင်တွေကြတော့ struggle လုပ်ရတယ်လေအထဲမှာဘယ်အကျော်ကဘယ်ရလဲကိုကသိချာမသိဘူးတလားအဲ့တော့အဲ့ထဲမှာကြားရတယ်ကြားတဲ့အပြင်အမှကျွန်တော်တို့ကဒိုင်တယောက်နဲ့တယောက်ဒိုင်ထဲတာရှိတယ်အဲ့ဒါဘာလဲဆိုတော့သားလေးဖြေနိုင်လားဆိုတာပဲအဲ့သားလေးဖြေနိုင်လားဆိုတော့ဟဲ့မင်းအထဲမှာအဲ့လိုဖြေနေတော့ဟိုသားလေးဖြေနိုင်လားဆိုပြီးအဲ့အန်တီကထပြီးမေးမင်းဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒါအစတော့လီပဲဘာဖြစ်လဲညာဖြစ်လဲမကြောက်ဘူးပေါ့နော်နောက်တော့ဘယ်2ယောက်တည်းအဲ့အခန်းထဲမှာ2ယောက်တည်းဆိုတော့ကျွန်တော်နဲ့အလောင်းနဲ့2ယောက်တည်းဖြစ်တဲ့အခါကျတော့အကုန်လုံးကျွတ်တာဟောသိလားအဲ့သားလေးဆိုရတော့စောက်ရဲကြောက်တာတခါမှလည်းကြားဘူးတာမဟုတ်ဘူးနော်အဲ့လိုဒါပေမဲ့ကိုကအဲ့ထဲမှာကျွန်တော်ဆိုအကြာကြီးနေရကျွန်တော်ကောင်တွေလည်းအဲ့လိုပဲအထဲမှာအကြာကြီးနေရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအလွတ်စားတွေအဲ့လောက်အများကြီးမရဘူးဒီမှာစဉ်းစားပြီးမှရေးရတာဟုတ်အဲ့လိုအလောင်းကြီးနဲ့အဲ့လိုကိုနဲ့နှစ်ဘူးတွေဒူးတွေဖြေရတဲ့စာမေးပွဲရှိတယ်လို့နောက်ထပ်အရန်ထူးဆန်းတဲ့စာမေးပွဲတစ်ခုရှိအဲ့အလောင်းကြီးလိုပဲညီတူညီမျှကြောက်စရာကောင်းတဲ့စာမေးပွဲကဘာလဲဆိုတော့ minus system ဒီလားအဲ့ဒါကျွန်တော်တို့စပြီးမိတ်ဆက်ပေးတာ physio ဟုတ်တယ်အဲ့ physio မှာ minus system ဆိုစာမေးပွဲရှိတယ်သူကဘယ်လိုလဲဆိုတော့အဲ့ MCQ ဒီ multiple choice question တွေပေါ့နော်အဲ့ဒါအများကြီးပြတယ်လားအပုတ်100လောက်ဖြေရတယ်နော်အဲ့ဒီမှာသူကမတက်ရင်မဖြေနဲ့ဒီမေးခွန်းကိုမသိရင်မဖြေနဲ့ဖြေလို့မှားရင်နောက်မေးခွန်းကနေပါသူကနှုတ် minus တစ်ခုနှုတ်တယ်ဖြေလို့မှားရင်0မရဘူး minus 1ဖြစ်သွားတယ် minus 1ဖြစ်သွားတော့ overall အမှတ်ထဲကနေသူကနှုတ်ပလိုက်ကောသိလားဥပမာခင်ဗျာ10ခုဖြေတယ်ဗျာနော်5ခုမှားတယ်5ခုမှန်တယ်ဆိုရင်ခင်ဗျာ0ဖြစ်သွားအောင်သိလား5ခုမှားတာ -5 မှန်တာ5ခုဆိုရင်အဲ့ဒါကြေသွားသိလားအဲ့စာမေးပွဲကိုဖြေတဲ့အခါမှာကျွန်တော်နောက်ထပ်လူ2ယောက်နဲ့မိတ်ဆက်ပေးမယ်ကျွန်တော်ရဲ့တကယ်နောက်ထပ် border 2ယောက်ပေါ့နော်အမှပြူးစိန်ဆိုတဲ့ကောင်ရှိတယ်ကျွန်တော်ပထမဆုံးစာမေးပွဲဖြေရတဲ့အဲ့ physio စဖြေရမယ်ဆိုတဲ့အချိန်မှာကျွန်တော်ကကျောင်းသားတွေမှာအမျိုးမျိုး꿰တယ်ဒီ minus system ကိုမသိတဲ့ကောင်နဲ့နောက်ပြီးတော့စာမေးပွဲရှိတာပါမသိတဲ့ကောင်နဲ့အဲ့ဒါမှကျွန်တော်ပါလာမသိဘူးအဲ့လိုမျိုးဟာအပြာကစာမွဲရှိတယ်ဟလာဟာဘာဖြစ်ရမှာလဲဘာညာအဲ့လိုမျိုးဖြစ်ဘယ်အခန်းရလဲဘာညာဖြစ်ပြီးကျွန်တော်တို့အုပ်စုကအဲ့လိုဘာ idea မှမရှိပဲနဲ့အခန်းထဲဝင်သွားတာပေါ့တလားစာမေးပွဲအခန်းထဲအဲ့မှာ minus system အားဆိုတာတည်တယ်ဒါပေမဲ့ခုနပြောသလို minus system ဆိုတာဘာမှန်းတကယ်မသိဘူးเนาะအဲ့တော့ဟိုမသိရင်မဖြေနဲ့ဆိုတာကိုလည်းမသိဘူးကျွန်တော်ကအဲ့ဒီအချိန်မှာစာမေးပွဲမေးခွန်းရောက်လာတော့ကျွန်တော်တို့ရဲ့ဟိုးအရှိနာမှာဖြေနေတဲ့ကောင်တစ်ကောင်ရှိတယ်အဲ့ဒါ view စိန်ဆိုတာ
ပြောစင်အရန်သဘောကောင်းတဲ့တငယ်ချင်းတိလားအဲ့လိုဘယ်အချိန်မဆိုတခုတရားရောက်ကဘယ်နေရာကိုပဲသွားခြင်းသူ့ကားနဲ့အမြဲတမ်းလိုက်ပို့တယ်နောက်ပြန်မလာကြိုပေးသေးတယ်စောင့်ပေးတယ်အဲ့လိုမျိုးကွာတိလားဟိုတငယ်ချင်းတအားချစ်တတ်တဲ့ကောင်ပေါ့နောက်ပြီးတော့ကျွန်တော်တို့ကအဲ့လိုစာမေးပွဲဖြေခံဒီမှာကျွန်တော်တို့ရဲ့ဟိုဒီ multiple choice question ပေါ့နော် A B C D ရှိတယ်ဆိုကျွန်တော်တို့မှာအချက်ပြတာရှိတယ်မှာ A ကမျက်လုံးကိုထောက်ပြရင်အဲ့ဒါ A နှာခေါင်းက B ပါးစပ်က C နောက်မေးစီက D အဲ့လို A B C D အဲ့လိုလုပ်တယ်အဲ့မှာကျွန်တော်တို့အကုန်လုံးခေါင်းတွေကုတ်ပေါ့နော်အဲ့မေးခွန်းတွေမြင်တဲ့အခါမှာဘာတွေမှန်းလည်းမသိဘူးဆိုတဲ့အချိန်မှာအရှိဆုံး view စိန်ရလေတကုတ်ကုတ်နဲ့ဖြေတာသိလားတောက်လျှောက်ဖြေနေတာအဲ့မှာကျွန်တော်တို့ကလမ်းမြဟောင် view စိန်ပေါ့နော်အဖြေနည်းနည်းပြနံပါတ်1ကဘာလဲဆိုဒီကောင်ကအမှမျက်လုံးဒီလားပါးစပ်မေးစီဒီကောင်အဲ့လိုလုပ်ပြအကုန်လုံးကျွန်တော်တို့အကုန်လုံး like ကူးကြပါတဲ့ဒီကောင်စာရတယ်ပေါ့နော်အဲ့နဲ့ကူးပြီးတော့စာမေးပွဲကနေထွက်တဲ့အချိန်မှာ view စိန်အားဟဲ့အောင်နေတယ်မင်းတို့ငါဆရာဘာလို့ကူးနေတာလဲကျွန်တော်ခေါ်လို့လေဟာမသိဘူးလေရေးနေတာမင်းတကောင်နဲ့ရှိတာဟိုကြိတ်ဟိုခေါင်းကြီးငုံပြီးစွတ်ဖြေနေဟုတ်ဘူးလေငါရှောက်ဖြေနေတာအဲ့ဒါတလားငါရှောက်ရေးနေတာအဲ့ဒါမင်းတို့ဘာလို့လိုက်ကူးနေတာလဲဆိုဟာအကုန်လုံးမျက်စိမျက်နှာတွေပြက်ကုန်တယ်လားဒါပေမဲ့အဲ့အချိန်မှာကျွန်တော်ဘာသာကျွန်တော်ရန်တန်းဖြေထားတာဟိုလောက်ပါတဝက်လောက်ပါကျန်တာကတော့သူတို့စီကလို့လိုက်ကူတာတော့ဘယ်နံပါတ်ကပါဘယ်နံပါတ်ကပါကျွန်တော်မသိတဲ့ဟာတွေပေါ့အဲ့တော့ကျွန်တော်ကဟိုဟာ2မှတ်လား3မှတ်လားမသိဘူးရတယ်အဲ့အမှတ်စရင်ထွက်တော့တရားမှာနော်ဟို0မဖြစ်လိုက်ဘူးဟို view ဆိုင်က0လားပါလားအဲ့လိုမျိုး view ဆိုင်လဲ minus ပဲလားမသိ minus ဆိုတော့အဲ့မှာသိန်းခိုင်ဆိုတဲ့နောက်တစ်ယောက်ရှိတယ် yes အဲ့သိန်းခိုင်ကဒီကောင် minus 4လား5လားမသိဒီကောင်အနည်းဆုံးပဲဗျာဒီလားအဲ့ကောင်အဲ့တစ်ခေါက်အပြင်နောက်တစ်ခေါက်အဲ့လိုပဲ minus system စာမေးပွဲမှာကြတော့ဒီကောင်က4မှတ်လားမသိဘူးရတော့ဒီကောင်ပြီးခဲ့တဲ့စာမေးပွဲက minus နဲ့ပြန်ချေတော့ဒီကောင်က mid term လောက်ဟိုနှစ်တစ်ဝက်လောက်ရှိနေပြီဒီကောင်ရဲ့ physio မှာ0ကမတက်ဘူးအဲ့တော့ဂျုံလို့သိန်းခိုင်ကျွန်တော်ပြောပြမယ်သိန်းခိုင်ဒီအပြင်မှာတွေ့လိုက်ရင်လုံးဝလူလိမ့်ပါလေနော်စပင်ကိုဆိုလဲအဲ့လိုအုံးစီကိုရွှဲနေအောင်အဲ့လိုဟိုဘေးခွဲဗျာဒီလားပြောင်းနေအောင်ဟိုပြောင်းနေအောင်ဖီးတာနော်အမြဲတမ်းပြန့်ပြီးတော့အဲ့လိုလေကတုံးလေးနဲ့ဖြစ်အဲ့လိုရှက်အိမ်ကြီးအမြဲတမ်းလက်ရှိနော်ကျယ်သီးကော်လန်နေအကုန်တက်ထားတယ်ခါလေးရွှေကျယ်သီးတောင်ပါသေးလားမသိဘူးမေးလို့ပြီးတော့အဲ့လိုပစိုးကလည်းခက်ရှိဟိုအဲ့ကတိပါဖက်နဲ့ပြီးတော့လက်ထဲမှာ file လေးတစ်ခုအမြဲတမ်းစာအုပ်ဖြစ်ပါအမြဲတမ်းတစ်ခုကင်တာတယ်နော်ပြီးကားတော့လေးခါကြထိုးပြီးတော့အဲ့ကောင်အဲ့လောက်လိမ်မာတဲ့ပုံပေါက်နေတော့လေကျွန်တော်တို့အမေတွေအကုန်လုံးဟာလေတိတ်ခိုင်လို့နေကြကျွန်တော်တို့အမြဲတမ်းအဲ့လိုနှိုင်းပြီးတော့စူခံရတယ်လားတိတ်ခိုင်အိမ်ဝင်လာရင်လည်းလေဟုတ်ကဲ့ပါခင်ဗျာအန်တီဟုတ်ကဲ့နေကောင်းလားစားပြီးပြီလားဘာညာလုံးဝလူလိမ်ပါတယ်အမှန်တော့အဲ့ကောင်အဆိုးဆုံးသိလားအဲ့ကောင်ကကြောက်မှာကျွန်တော်တို့အတိုင်းထဲမှာအဆိုးဆုံးလုံးဝမထင်ရဘူးနော်ဘောလုံးပွဲတိုင်လဲကြိုင်တယ်ဒီကောင်လုံးဝ gangster ဒါပေမဲ့အဲ့လိုမိဘရဲ့ရှေ့ရောက်တော့ဒီကောင်ဟုတ်ကဲ့ပါခင်ဗျာလို့တော့ဟာအမေတို့ကလည်းဟာသိန်းခိုင်လာဆိုအေးမောင်သိန်းခိုင်ပါဖြစ်တဲ့ညာဖြစ်တယ်ပေါ့နော်အကုန်လုံးကသူ့ကိုချစ်ကြတယ်ဟိုပါပေါ့ကျွန်တော်တို့သူလာခေါ်ပြီးဆိုအမြဲတမ်းစိတ်ချတယ်ပြီးရင်ဒီကောင်ကားနဲ့လာခေါ်ပြီးဆိုကျွန်တော်ပါတော့တာလို့ထန်းတော့ PE ဆိုင်တော့အေးရလူတွေကလည်းသိန်းခိုင်လာအဲမောင်သိန်းခိုင်နဲ့ဆိုလိုက်သွားဆိုအကုန်လုံးပါတော့ကြအမှအကုန်ခွေးဖြစ်တာပဲထားပါတော့ but he's a good guy ပါတလား in general ဒါပေမဲ့အဲ့လိုကြောင်းမှာအတောင်းကျန်းဆုံးကအဲ့လိုမထင်ရပဲနဲ့တောင်းကျန်းတာပေါ့နော်အဲ့ကောင်ဘလောက်တောင်းကျန်းလဲဆိုလေဘလောက် reckless ဖြစ်လဲဆိုတော့ပြောပြမယ်ကျွန်တော်အဲ့စက္ကန့်ကြီးလာတက်ကြီးလားမသိဘူးမှတ်မိတော့ဘူးကျွန်တော်ကျောင်းရဲ့အရှိဘက်မှာကိုမင်းရဲ့ကန်တင်းရှိတယ်ကန်တင်းပိုင်ရှင်နာမည်ကိုမင်းနဲ့เนาะကျွန်တော်တို့ရဲ့ဘော်ဒါဟောင်းကြီးပေါ့ကိုမင်းရှိရဟိုးနောက်ဖက်မှာကျတော့ဦးကျော်ဆိုရဲကန်တင်းရှိတယ်ဦးကျော်ကနည်းနည်းဟိုဟာ strict ဖြစ်တယ်သူကသူ့ဟိုဟာမှာသူ့ကန်တင်းမှာလို့မဟုတ်တာတိတ်လို့မရအောင်ရက်တွေပဲခိုးတောက်ရင်လည်းသူမကြိုက်ဘူးအဲ့တော့ကိုမင်းကန်တီကကျွန်တော်နည်းလွတ်လပ်တယ်ဘယ်လောက်လွတ်လပ်လဲဆိုကိုမင်းကန်တီကနောက်ဆုံးကျောင်းရဲ့ကက်စီနိုလိုမျိုးဖြစ်နေကျွန်တော်တို့ကအဲ့မှာအဲ့ down စပွဲလေးဒီမှာဆိုကျွန်တော်ကဖဲရိုက်တယ်နော်အဲ့ဒါတရက်ကြတော့ရှန်ကိုမီရိုက်နေဟုတ်တယ်ရှန်ကိုမီရိုက်တော့အကုန်လုံးစားတွေပွင့်ကြတယ်ဗျာတင်မှာရှန်ကိုမီဆော့ရလူဆိုတီးပါတယ်ကျွန်တော်တော့ဟိုတိတ်မဆော့တဲ့ပဲနဲ့တီးတယ်ဥမာ2ဆ3ဆ5ဆလားအဲ့လိုမျိုးရှိရမလားစားတွေပွင့်ကြအသိန်းကန်ဆောင်းရင်လျှော်ဟာတဲ့လားဒီကောင်တိုင်ဖြစ်ပြီဒီကောင်ကားမပွင့်ဘူးအဲ့ဒါတစ်ချိန်မှာတစ်ချက်ကျတော့ကွက်တီဒီကောင်အဲ့လိုကင်လိုက်ပြီးတော့ဒီကောင်ပွင့်သွားတာဒီကောင်ဟိုစားပွင့်သွားတော့ငါကွာသိန်းခိုင်ကွာတယ်ဒီကောင်ငါပွင့်ပူးပြီကွာဆိုဘန်းဆိုဒီကောင်ဖဲကိုဒီကောင်အဲ့လို
စပွဲပေါ်တော့ပစ်ချလိုက်တယ်ပေါ့နော်ပွင့်သွားတယ်စားပွင့်သွားတယ်အဲ့ဒါပြဿနာမရှိဒီကောင်ပွင့်ဘူးပြီပေါ့ကွာလို့អော်လိုက်တာပြဿနာမရှိဒါပေမဲ့ပြဿနာရှိတာကျွန်တော်တို့ကြောင်းမှာ conservative ဆိုရဲဒီ conservative cons ပေါ့နော်ဒီသွားပြုပြင်ဌာနဒီသွားဖာတဲ့ဌာနအဲ့ဒီကပါမောက်ခကြီးကဥပွင့်ဖူးတဲ့သူနာမည်ဆရာအဲ့ကျွန်တော်တို့ရဲ့အဲ့ရှေ့ကန်တင်ကကျွန်တော်ကအတင်းရဲပြီးတာအဲ့ဒါမှပောက်တရကြီးကျွန်တော်ကလုံနေဖဲတွေပါရိုက်နေအဲ့ကန်တင်ရဲ့မျက်စောင်းထိုးအကြောင်းကအဲ့ပါမောက်ခတွေကားရက်တဲ့ parking ဒီလားအဲ့မှာကွက်တိဗျာအဲ့ကောင်အဲ့လိုអော်တဲ့အချိန်မှာအဲ့ဆရာဥပွင့်ဘူးကကားကိုအဲ့မှာရက်ပြီးတော့ထွက်လာတဲ့အချိန်အဲ့မှာအထဲကနေပွင့်ဘူးပြီကွာပွင့်ဘူးပြီကွာသူကတစ်ချိန်လုံးអော်နေတော့ဆရာအဲ့လိုကန်တင်းနဲ့အဲ့လိုပြေးဝင်လာပြီးဆရာအတန်းអော်ကြီးတလားဟောမင်းတို့ဘာလို့ငါတို့မေဘာလို့ခေါ်ပါညဆိုအဲ့လိုဝုန်းဆိုဆရာကဝင်လာတော့ပြဿနာအထဲမှာဖဲရိုက်နေရတယ်မကဘူးကျွန်တော်ကဖဲရိုက်တဲ့ကောင်တွေရှိတယ်နောက်ဇယ်တောက်တဲ့ကောင်တွေရှိတယ်နောက်ပြီးတော့အဲ့ပလင်းအဖုံးလေးတွေနဲ့ဗျာဘာလဲမသိဘူးအဲ့လိုလောင်းကစားလို့ပဲတခုခုလုံနေအဲ့လုံနေတာရှိပလင်းအဖုံးလေးတွေလှန်ပြီးတော့ဘာလို့တာလဲမသိနောက်ပြီးတော့ဟိုကျဲလေတရုတ်ဒီအလုံးလေးတွေရွှေရတယ်ဒီကျဲစောနေတဲ့ကောင်ရှိအကုန်လုံးကပတ်စံကြီးစောနေတယ်လားအဲ့ကောင်တွေအကုန်လုံးကလေရှိနေဟာပတ်စံတွေရောအဲ့ဇယ်သီးတွေရောအကုန်လုံးရွေ့ပြီးအန်းစားတုံးတွေရောဝုန်းဆိုအဲ့ဟိုဟာတွေကနေပြေးထွက်တော့ပတ်စံမရှင်းတဲ့ကောင်လည်းမရှင်းသလားအဲ့ဒီကိုမင်းတော်တော်ခံလိုက်ရမယ် so yes that is သိန်းခိုင်နော်အဲ့ကလိမ်မာလိုက်တဲ့ကောင်လေးသိန်းခိုင်လာခေါင်ကြိုက်တဲ့နေရာလိုက်သွားဆိုရက်အမေတို့ရဲ့ idol မောင်သိန်းခိုင်ရဲ့ the real situation behind the scenes of သိန်းခိုင်အဲ့ second year တောက်လျှောက်ကအဲ့လိုပဲစာကြက်လိုက်စာဟို first year လို့တော့ဗျာဟိုစာမကြက်ဘဲနဲ့ကြာတာမဟုတ်တော့စာတော့ကြက်တယ်ဒါပေမဲ့ကြာတော့လည်းကြာသေးတယ်လားအဲ့လိုပဲစာမေးပွဲဖြေခံနေကြတော့ကျွန်တော်တို့ကအဲ့ခုနလကင်းရဲ့အိမ်မှာစာတော့ကြက်တယ်နော်ရှေ့ကလကင်းရဲ့အဲ့ပြည်လန်းတိုက်ခန်းမှာကျွန်တော်ကစာစုကြက်ကြတယ်အဲ့လကင်းအိမ်မှာလေလူတွေအများကြီးပဲသိလားတစ်ချိန်လုံးအဲ့စာကြက်နေတဲ့လူတွေလေဟိုကျွန်တော်တို့ဒီအယောက်20တည်းရဆိုပြအနည်းဆုံးတစ်ခါလေ10ယောက်လောက်အထိရှိရတလားသူ့အိမ်မှာသူ့အိမ်လေးကဟိုဟာပေါ့ဒီဝန်ထမ်းအိမ်ရလေးဆိုတော့ဗျာအခန်းကလည်းနှခမ်းပဲရှိအဲ့ခန်းရဲ့အိတ်ခန်းနှခမ်းရဲ့တစ်ခန်းကလကင်းရဲ့အမေရဲ့အခန်းအန်တီအခန်းတစ်ခန်းကလကင်းရဲ့အခန်းအဲ့ကျွန်တော်တို့တအုပ်ကြီးကအဲ့လိုဒီဘက်အခန်းထဲရောက်နေပြီဆိုအန်တီကလေဟိုဘက်အဲ့ခန်းလေးထွက်လိုက်ဝရဏာလေးမှထွက်နေလိုက်တလားသူနေရှာတယ်ကျွန်တော်တို့ဘယ်တော့မှမညွန့်ညင်ဘူးအိမ်မှာကျွန်တော်တို့အမြဲတမ်းစားစရာအဲ့လိုထမင်းဟင်းအမြဲတမ်းရှိတယ်အနေနဲ့ချက်သွားသူယုံသွားရင်လည်းထားသွားတယ်ပေါ့နော်တော့ကျွန်တော်တို့ရဲ့တကယ်ဒုတိယအမေလိုပဲအဲ့လကင်းရဲ့အမားသားပေါ့နော်အဲ့ကျွန်တော်အဲ့မှာစာချက်တဲ့အချိန်ဆိုလဲအဲ့လိုပဲကျွန်တော်အချိန်နေခွဲချက်တယ်ဗျာတခါမနဲ့ချက်တဲ့ကောင်ချက်ညချက်တဲ့ကောင်ချက်ပေါ့နော်လကင်းကြီးကအခါလေးအစောကြီးအိတ်တယ်အစောကြီးအိတ်ပြီးမနဲ့ဆိုတကောင်အစောကြီးထားပြီးစာချက်တယ်အဲ့ကျွန်တော်တို့အဲ့ skateboard စီနိုးဆိုလေဒီကောင်ကကျွန်တော်ကသူ့အခန်းထဲမှာချက်နေသူတကောင်မနဲ့ဆို skateboard ကြီးကင်ပြီးတော့အဲ့အောက်ကိုဆင်းသွားဘီလမ်းပေါ်ဆင်းသွားပြီးတော့ကျွန်တော်ကအဲ့နေမကြားနေရ clap 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 ဆိုတဲ့ဒီဘက်ကသွားပြီး whole platform နဲ့ clap 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 ဆိုတဲ့ဒီကောင်ပြန်လှည့်လာအဲ့ဒါကိုကျွန်တော်ကကြားနေရတယ်လားတမနက်ကြတော့အဲ့လို clap 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 ဆိုဒီကောင်ပြန်လှည့်လာပြီးအဲ့ clap 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 ကြီးမရက်တော့ပဲနဲ့ဟူးဆိုဟိုဘက်တိရောက်သွားပြီးတော့ဖုဆိုတဲ့အတန်ကြားလိုက်ရတယ်လားသွားပြီးဒီကောင် skate မှောက်ပြီးနေပေါ့နော်ကျွန်တော်သိတယ်ဒါပေမဲ့မထနိုင်ခဏနေတော့အပေါ်ထော့ကျိုးနဲ့ဒီကောင်ပြန်ရောက်လာအဲ့လကင်းငါကျွန်တော်ဟို Facebook ပေါ်မှာတော့တစ်ခါ post လေးတင်မှုတယ်ဒီကောင်ရဲ့ first year မှာတော့လေဒီကောင်ကစိတ်လေးမတောက်တတ်ဘူးတလားစိတ်လည်းမတောက်အရက်တွေပါလေအဲ့လိုမတောက်တတ်ဘူးနဲ့တူတယ်အဲ့ဒါဒီကောင်မွေးနေ့မှာကျွန်တော်ကသူ့ကို secret တပူလက်ဆောင်ပေးလိုက်တာအဲ့ဒီကောင်စိတ်လေးဆိုရတော့တလားအဲ့စိတ်လေးတပူတော့ဟောကောင်းတယ်ကွာဆိုအဲ့ဒါဒီကောင်တိုက်ခန်းလေးထဲမှာပဲကျွန်တော်ကအဲ့လိုစာတွေကြက်တယ်တချင်းတွေလည်းအများကြီးရေးခဲ့တယ်တလားကျွန်တော်တငယ်ချင်းတယောက်အကြောင်းဆိုဒီကောင်အိမ်မှာရေးတာနောက်ကြုံတွေ့ဘူးတလားနောက်အများကြီးအဲ့ရှေ့ပိုင်းထွက်ခဲ့တဲ့အတွဲအခွေတွေကတချင်းတော်တော်များများကျွန်တော်အဲ့လကင်းအိမ်မှာဒီကောင်ဂီတာလေးနဲ့ကျွန်တော်ရေးခဲ့တယ်တလားအဲ့ဒီကောင်စီမှာပဲအဲ့လိုတချင်းတွေရေးပြီးတော့ပထမအခွေတွေလည်းထွက် VCD တွေပါထွက်ပြီးတော့ကျွန်တော်နာမည်နည်းနည်းစရနေပြီအပြင်မှာကျွန်တော်တို့စသိနေပြီပေါ့နော်အဲ့မှာတခုကျွန်တော် point out လုပ်ချင်တာလေအဲ့ကျွန်တော်ပေါ်တာတွေကလေကျောင်းကကောင်းနေတာလေကျွန်တော်အဲ့လိုကြားပေါက်ဖြစ်သွားလို့big bag နာမည်ကြီးသွားလို့လေကျွန်တော်လုံးဝပစားမပေးခဲ့ဘူးတလားဒီကောင်ကျွန်တော်အရန်ကြိုက်တာအဲ့အချက်ပဲဒီကောင်เนี่ยကျွန်တော်နာမည်ကြီးသွားပြီဘာညာဆိုလုံးဝစောက်ဖက်မလို့မင်းအပြင်မှာဘလောက်ပဲနာမည်ကြီးမင်းနောက်ကိုလူတွေဘလောက်ပဲလိုက်မင်းတွေငကြပဲ
မင်းဒီငါတို့ကြားရမှာကြားပါဘူးဟဲ့ဟိုစလေးတယောက်တော့တယောက်တည်းထွက်ဝယ်ရမယ်ဆိုမင်းလည်းထွက်ဝယ်အဲ့တော့မင်းငါတယောက်တည်းတော့ဝယ်ရမယ်ဆိုမင်းလည်းဝယ်အလဲကျရှင်းပြီဆိုမင်းလည်းရှင်းတဲ့မလားဟာကြားပါမို့လို့ဘာညာဆိုကျွန်တော်လုံးဝဒီကောင်เนี่ย sugar coat လုံးဝမလုပ်ပေးခဲ့ဘူးဆဲစရာရှိဆဲတယ်ခိုင်းစရာရှိခိုင်းတယ်ဟိုတကယ်ကျွန်တော် normal life ကိုဒီကောင်เนี่ยကျွန်တော် maintain လုပ်ပေးတာခဲ့တယ်ပေါ့နော်ကျွန်တော်မှတကယ်နောက်ပိုင်းလူတွေကဗျာနောက်ပိုင်းတငယ်ချင်းတွေကြတော့ကို့မှာကို့အခြေအနေတခုဒီ social status တခုသိရမလားအဲ့လိုမျိုးတွေနဲ့သူ့ social status ကို social status အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ကချိတ်ဆက်ရတယ်မလားနောက်ပိုင်းဘဝမှာတွေ့လာတဲ့တငယ်ချင်းမဟုတ်ရင်တော့ဒီ acquaintance တွေကအဲ့မဲ့ဒီကောင်တွေကကြတော့လုံးဝကျွန်တော်ကို like they humble me down to earth သိမလားကျွန်တော်ဒီ you're just one of us သိမလားမင်းကဘာကောင်မှမဟုတ်ဘူးကွာအဲ့ဒါဒီကျွန်တော်အဲ့ဒီ dental မှာဒီတက္ကသိုလ်အကောင်နေဒီမှာကျွန်တော်ရခဲ့တဲ့ treatment နဲ့မှာပေါ့နော်ကျွန်တော်အကြိုက်ဆုံးတန်ဖိုးအထားဆုံးကအဲ့ဒါပဲဘာလို့လဲဆိုတော့ they let me live like a normal person